သနာပြုလုပ်ငန်းများဆောင်ရွက်ကြသည်ဘာသာတရားစိတ်ထားများတိုးပွားလို့လာသည်အခုချိန်ခါတို့ရွာမှသည်သာသနာနေလို့လာလို့ထုံးလင်းငယ်လေးသည်တနာကိုသာအားဆိုင်ဆောင်ရွက်ကြရမည်ရွာသူရွာသားအပေါင်းကောင်းမှုပြုလေသည်စိတ်ထားဖြူစင်တရားတရားနဲ့ညီပရိဒတ်စိတ်ကိုဆောင်သည်အကျိုးတော်ဆောင်များဖြစ်နေတရားခဲရလေသည်ညောင်ချောရွာမနေသူရွာသူရွာသားအပေါင်းကောင်းမှုပြုတာတွေလူနဲ့ပြမအာလူခေါ်စီရာဒီဘဝနဲ့ဒီခန္ဓာမကုံဆုံးသမျှတော့သာသနာပြုလုပ်ငန်းများအများကျိုးပြုတည်ဆောက်ခဲ့လေသည်တို့များခုချိန်ခါတီထားကိုယ်ွယ်ဆန္ဒတိတ်ထိရွှေစေသည်ပေါင်းစုကောင်းမှုပြုလေသည်ခြောက်စီနှလုံးပြုံးပြုံးမဆုံးကြီးတစ်ခေါက်လည်းငယ်ပါလေကျွန်တော်တို့ရဲ့ဌာနေဘူးမျောလို့သူတော်ကောင်းတို့မြတ်ဖျားပါမလေးတရားတရားလေးကြီးစီကနိဗ္ဗာန်ကိုရည်မျှော်မှန်းလို့အတူသွားဆိုတော်လေသာသနာချိန်ကတွင်ချိန်ဝဝင်းလိုလင်းရောက်ခဲ့ပြီသာသနာပြုလုပ်ငန်းများဆောင်ရွက်ကြသည်ဘာသာတရားစိတ်ထားများတိုးပွားလို့လာသည်အခုချိန်ခါတို့ရွာမှသည်သာသနာနေလို့လာလို့ထုံးလင်းငယ်လေးသည်ကိုသာတနာကိုသာအားဆိုင်ဆောင်ရွက်ကြရမည်ရွာသူရွာသားအပေါင်းကောင်းမှုပြုလေသည်စိတ်ထားဖြူစင်တရားတရားနဲ့ညီပရိဒတ်စိတ်ကိုဆောင်သည်အကျိုးတော်ဆောင်များဖြစ်နေတရားခဲရလေသည်ညောင်ချောရွာမနေသူရွာသူရွာသားအပေါင်းကောင်းမှုပြုတာတွေလူနဲ့ပြမအာလူခေါ်စီရာဒီဘဝနဲ့ဒီခန္ဓာမကုံဆုံးသမျှတော့သာသနာပြုလုပ်ငန်းများအများကျိုးပြုတည်ဆောက်ခဲ့လေသည်တို့များခုချိန်ခါတီထားကိုယ်ွယ်ဆန္ဒတိတ်ထိရွှေစေသည်ပေါင်းစုကောင်းမှုပြုလေသည်ခြောက်စီနှလုံးပြုံးပြုံးမဆုံးကြီးတစ်ခေါက်လည်းငယ်ပါလေကျွန်တော်တို့ရဲ့ဌာနေဘူးမျောလို့သူတော်ကောင်းတို့မြတ်ဖျားပါမလေးတရားတရားလေးကြီးစီကနိဗ္ဗာန်